ကဲ episode 1တော့ကြည့်ပြီးပါပြီအဲအကြောင်းပြောကြအောင်တော်တော်ရှိတယ်တနားရီကျော်လောက်တောင်ကြာသွားတာဆိုတော့အဲ့လိုဖြစ်သွားရလည်းအများကြီးပဲဆိုတော့ပြောတာလည်းအများကြီးပဲပေါ့ overall အနေနဲ့ကတော့ဒီ episode တစ်ခုလုံး happy ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အရင် perfect ဖြစ်တယ်လို့တော့တိတ်တော့မခံစားရဘူးဒီကဒီ episode က highlight ကတော့ဒီ Battle of Gauntlet ပေါ့နော်သူကရိုက်တာတော့တော်တော်မိုက်တယ်အဲ့လိုတေးသေးချာချာကြီးကိုအဲ့လိုမျိုးရိုက်ထားတာကဲအဲ့တော့ဒီ episode မှာဖြစ်သွားတာတွေကိုသိစိတ်ကြည့်ကြအောင်ပထမဆုံးကတော့ဒီ opening intro ပေါ့နော်သူကတော့ intro အသစ်ပဲဒါပေမဲ့အကုန်လုံးကြီးတော့တူတယ်ပေါ့မတူတဲ့အကြီးဆုံးတစ်ခုကဘာလဲဆိုရင်ဒီနောက်ဆုံး scene မှာသူမီးကူးငွေထွက်နေတာပေါ့နော်အဲ့ဒါကသူဘာကိုပြသွားခြင်းလဲဆိုရင်ဒီစစ်ပွဲတွေပြီးတော့အကုန်လုံးပျက်စီးသွားရဲဆိုတဲ့ဟာမျိုးလေးကိုပြသွားခြင်းတာပေါ့Okay ဒါဆိုလို့ရှိရင်တော့ Battle of the Gauntlet ကနေစပြောကြမယ်ဒါဒီ episode ရဲ့အကြီးဆုံး highlight ပေါ့နော်Game of Thrones ကိုဒီ House of the Dragon ဝန်းမှာပေါ့နော်ဟိုရေတက်တွေတိုက်ကြတဲ့ဒီ scene တွေကိုပေါ့နော်တိကျပြထားတာမရှိဘူးပေါ့နော်Game of Thrones ရဲ့ season 7 episode 2မှာပေါ့နော်အဲ့တုန်းကဆိုရင်တော့ဒီ Euron ကဒီ Sand Snake တွေကိုဖမ်းတဲ့အချိန်ပေါ့နော်အဲ့အချိန်တောင်ကတော့ပါတယ်ဒါပေမဲ့သူအဲ့လိုညားဘက်လိုမျိုးဖြစ်နေတိကျမမြင်ရဘူးပေါ့နော်အခုဒီတစ်ခေါက်ဒီအခုကြည့်ရဲ့ဒီ scene လောက်ဒီ scene ကအများကြီးပိုမိုက်တယ်ပေါ့အခုဒီရေထဲမှာတိုက်တဲ့နီးပြီးပါတယ်အရင်မိုက်တယ်ပေါ့နော်ဒီတင်မောတွေကနေပြီးတော့ dragon ကိုကျိုးနဲ့လှမ်းဖမ်းပြီးရောဒီ dragon တွေကိုဒီရေနဲ့တက်တယ်ဆိုတဲ့ technique တွေတို့နောက်ပြီးလို့ရှိရင်သူတို့မြောက်တွေပါတယ်မရှိသေးတော့တင်မောတစ်စီးကနောက်တစ်စီးကိုအဲ့လိုဝင်ကျုံလိုက်ပြီးတော့အဲ့လိုဖြက်စီးလိုက်တဲ့ပုံစံတော့ပြီးရင်အဲ့ကနေပြီးတော့တစ်စီးနဲ့တိုက်သွားပြီးဆိုလို့ရှိရင်လူတွေကဒီကျိုးတွေနဲ့ဖြတ်ပြီးတော့အဲ့လိုပြီးွားကြပြီးတော့အဲ့လိုချင်းချင်းချကြရဲဆိုရယ်စင်းနဲ့တော်တော်လေးကို detail ကိုအဲ့လိုရိုက်ထားတဲ့စင်းနဲ့တော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒီ technique တွေရိုက်ထားတဲ့ပုံစံတွေကအထူးသဖြင့်ငကားတွေကိုဒီကြောက်စိုးနဲ့ဖမ်းပြီးတော့တတ်တဲ့ technique တွေဆိုလို့ရှိရင်ရိုက်ပြတာလည်းသူတို့ technique တွေတော်တော်မိုက်တယ်ပေါ့နော်ဒါကဒီ tracky တွေပေါ့နော်သူတို့ကငကားတွေနဲ့ပတ်သက်ပြီးတော့ချတဲ့အတွေ့အကြုံတွေအများကြီးရှိတယ်ဒီ step ဆုံးမှာဆိုလို့ရှိရင် demo နဲ့သူငကားတွေနဲ့ခဏချနေကြဆိုငကားတွေကိုဘယ်လိုမျိုး technique တွေနဲ့နီးရင်းနဲ့တက်ကမလဲဆိုတဲ့ဥစ္စာတွေသူတို့ရှာဖွေပြီးတော့ကိုဟိုလုပ်ထားတာပေါ့ရေထဲမှာじゃပြေးရလဲတိတ်ပြီးတော့အဲ့လိုဝေးမရဘူးကွာသိရမလားဟိုပြင်မာဆိုလို့ရှိရင်တော့နည်းနည်းအဲ့လိုအားနည်းနည်းအဲ့လိုမြေပြင်ပေါ်တိုက်တာအား10စားထုတ်ရဆိုတော့အားအစ100လောက်ထုတ်ရဆို vibe ရအဲ့လိုနည်းနည်းအသက်ရှူရချက်တကြည်ရတာဒီစစ်ပွဲမှာပေါ့နော် Tracky ကဒီတင်မဘနစီယူလာလဲဆိုလို့ရှိရင်တော့သူက350ယူလာတယ်ဆိုပြီးတော့ Alan ပြောရပေါ့နော်350ဆိုတာကကြတော့350မဟုတ်ဘူး53ပေါ့နော်အဲ့ဒါတော့ဘာလဲဆိုလို့ရှိရင်ဒီ George ကတော့အဲ့လိုစာရေးလို့ရှိရင်သူ English စာရေး style ပေါ့နော် old style လို့ပုံစံမျိုးရေးရပါတော့ဥမာဟို25နှစ်ဆိုလို့ရှိရင်သူက25အဲ့လိုမပြောဘဲနဲ့5 and 20ဆိုပြီးအဲ့လိုပုံစံမျိုးပြောပါတော့အဲ့တော့ဒီမှာလဲသူက350ဆိုတော့350မဟုတ်ဘဲနဲ့သူက53စီယူလာတယ်ဆိုတော့အဓိပ္ပာယ်ကိုပြောချင်တာစာအုပ်ထဲမှာဆိုလို့ရှိရင်တော့ဒီ Tracky ကတင်မောအစီ60လွှတ်လိုက်တာပေါ့နော်အဲ့တော့သူတို့က Sea Snake ထက်ကိုအင်အား3ဆများတယ်လို့ပြောအဲ့တော့ Sea Snake ကတော့အဲ့လိုအစီ30လောက်ရှိမယ်တဲ့ဒီတိုက်ပွဲမှာဆိုလို့ရှိရင်တော့ Rhaenyra ဘက်ကနိုင်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ Admiral Loha ကသေသွားတယ်။နောက်ပြီးတော့ဒီကျန်တဲ့တပ်တွေကလည်းretreat ဖြစ်သွားတယ်ပေါ့နော်။စာအုပ်ထဲမှာဆိုလို့ရှိရင်ဒီ Tracky ကအစီး60ကနေပြီး28စီးပဲကျန်တော့ရပေါ့နော်။ကျန်တဲ့ဟာအကုန်လုံးကပျက်စီးသွားတယ်ဒါပေမဲ့ Rhaenyra ကသူ့ရဲ့သားတည်သွားတယ်Crown Prince ပေါ့နော်ပြီးရင်ဒီ Velaryon ရေတပ်တွေလည်းတော်တော်များများလဲဆုံးရှုံးသွားတယ်အဲ့တော့သူနိုင်နေဆိုတာကရောသူ့အတွက်တကယ် victory ရောဟုတ်ရလားပေါ့နော်ဘာလို့ဆုံးရှုံးမှုတွေအများများတယ်ကဲအဓိကကတော့ Jace တည်သွားတယ်နှမျောစရာကြီးပေါ့နော်သူ့ရဲ့ dragon လေးကတော်တော်ငယ်သေးတယ်သူ့မိစကားနားထောင်လိုက်တဲ့နယ်ပေါ့နော်အခုဆိုလို့ရှိရင်Jace ကော Luke ကောသေသွားပြီဆိုတော့ Joffrey ကတော့ Crown Prince ဖြစ်သွားတာပေါ့အဲ့တော့အခု Joffrey ကဘာမှလဲပေါ့နော်သူကအခု Vale မှာ Lady Jane and Rain နဲ့အတူတူရှိနေတယ်သူက Rhaena ရဲ့နောက်တော့သူငယ်လေးနှစ်ယောက်နဲ့အတူတူလိုက်သွားအောင်ပေါ့နော်အဲ့ဒါကတော့ဒီ Joffrey ကို protect လုပ်ဖို့ရယ်နောက်ပြီးတော့သူတို့ Vale နဲ့သူတို့မဟာမိတ်မပြတ်သွားဖို့အတွက်ပေါ့နော်သူတို့ငကားလေးတစ်ကောင်ကိုပေးထားတာဒီတိုက်ပွဲမှာတော့ Dragonstone ကတော့ဘာမှမဖြစ်သွားဘူးဒါပေမဲ့ Driftmark နဲ့ High Tide ကတော့တော်တော်လေးဖြုတ်ခံလိုက်ရတယ်Spice Town လည်းပါတယ်
ဒီ House Valerion တွေကတော့တော်တော်လေးအဆုံးရှုံးများသွားတယ်Lord College ဆိုလို့ရှိရင်သူ့ရဲ့ဒီရဲတိုက်ကြီးမီးလောင်ပြီးပြိုကျနေတာကိုကြည့်နေရတဲ့ပေါ့နော်။တစ်သလုံးငါစုဆောင်းလာတွေကုန်ပြီဆိုတဲ့ပုံစံမျိုးလေးနဲ့သူကြည့်နေအောင်တွေ့ရပေါ့နော်။ဒီ Valerion တွေကဒီ Rhaenyra ရဲ့ဒါ strongest နဲ့ဒီ closest ဖြစ်တဲ့ ally တွေဆိုတော့ဒါသူ့တော်တော်လေးကိုဆုံးရှုံးမှုကြီးရလို့ပြောလို့ရတယ်။အေကွန်ကတော့ဒီ battle မှာရှုံးရတယ်ပတ်စံတွေလည်းအများကြီးကုန်ရတယ်။ဘာလို့လဲဆိုတော့သူတို့ကဒီ Essos ဘက်ကနေပြီးတော့ဒီတင်းမောအစီ90နဲ့လူတွေရောငှားရဲဆိုတဲ့ပတ်စံကဈေးတော့မနှဲဘူးပေါ့နော်အဲ့တော့သူလည်းတော်တော်လေးကိုဆုံးရှုံးမှုများတယ်ဒါပေမဲ့သူတို့ကဒီ Reggie မှာနေနေရဆိုတော့တိုင်းပြည်ရဲ့ဘန်နာတွေကသူ့ရှိမှာပေါ့နော်အဲ့တော့သူတို့ကပတ်စံနဲ့ရှုံးရတာဒီ position ရကြည့်မယ်ဆိုလို့ရှိရင်သူတို့ကနည်းနည်းလေးတော့တာတယ်အဲ့တော့ဒီမှာမေးစရာရှိတာကဒီတိုက်ပွဲမှာ Rhaenyra သာရှိခဲ့လို့ရှိရင် changes တွေresult တွေပြောင်းလဲသွားမှာလားပေါ့ကဲအခုပေါ့နော်ဒီ Jace နဲ့ Rhaenyra ရဲ့ scene ကိုပြောမယ်ပေါ့နော်Jace ကသူ့အမေကိုတကားပိတ်ပြီးတော့ဒီထားခဲ့တဲ့ scene ပေါ့နော်အဲ့ scene မှာဆိုလို့ရှိရင်ဒီ Queens ကတယောက်ကဒီ Queen ရဲ့စကားကိုနားမထောင်မဲနဲ့ Crown Prince ရဲ့စကားကိုနားထောင်ပြီးတော့တကားမဝင်ပေးဘူးပေါ့နော်အဲ့ scene တော်တော်ကြီးကိုအဲ့လိုစောက်တော့ဒီ scene စောက်တန်းမှလည်းမပါဘူးဒီ scene ကတော်တော်ကြီး strange ဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဘယင်မရဲ့စကားကဥပဒေပဲကွာ Crown Prince ကဘာမှမဟုတ်သေးရအဲ့တော့ဒီဟာကလုံးဝ high treason ကွာအဲ့တော့ပြီးွားလို့ရှိရင်နောက်ပြီးွားရင်ပေါ့နော် Rhaenyra ကသူ့ကိုပေတံပေးမယ်လို့ထင်လားပေါ့နော်ကိုသာ Rhaenyra ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ Jace ကသေးမသေးအဲ့လိုတကားဖွင့်နိုင်တဲ့အဲ့ကောင်တပ်ပြင်မှာလာပလိန်ဖင်လာရလို့ခံစားရလို့Okay, Alyson ကလည်းဒီ Aegon နဲ့ Aemon ကို betray လုပ်မဲ့ပုံပေါက်နေရပေါ့နော် Alyson နဲ့ဒီ Rhaenyra နဲ့ deal ကြတာက Aegon နဲ့ Aemon နဲ့ကိုတက်လိုက်သူရဲ့ Helena ရဲ့ Jaehaera ရဲ့ကိုတော့အသက်ရှင်ဝင်ပေးပေါ့နော်ဒီ Aemon ကို Harrenhal မှာတက်ပြီးတော့Aegon ကိုကြတော့ King's Landing မှာတက်လိုက်ဆိုပြီးတော့သူကြီးလိုက်တာပေါ့နော်အဲ့တော့ကြောင့် तू ကAemon ကို Harrenhal ကိုတစ်ချိန်လုံးသွားခိုင်းနေတာဟိုကောင်ကလည်းမသွားဘူးဆိုတော့Rhaenyra ကသူ့ကိုဟိုလိုလာပြီးတော့အလိညာလာပြီး deal ရဆိုတဲ့ပုံစံဖြစ်မှာစိုးနေတာပေါ့ဒါပေမဲ့ Rhaenyra ကလည်း Alyson စကားအရန်ယုံတယ်အရန်ကြီးကွာအဲ့လိုမသိအဲ့လိုသူဘာလို့အဲ့လိုယုံနေရလဲလို့ခံတိတ်ပြီးတော့မပြောတတ်ဘူးနောက်ဆုံးတော့သူအကျန်ဆက်ဖြစ်သွားတယ်။ Aemon ကိုသူ convince လုပ်နိုင်လိုက်တယ်ပေါ့နော်။ तू ကဘယင်မအဟောင်းဆိုပေမဲ့လည်းpower နဲ့ရှိနေသေးရဲ့ပေါ့။အဓိက तू Aemon ဘယ်လို handle လုပ်နိုင်လဲဘယ်လို handle လုပ်မလဲဆိုတာကိုသိရင်ရပြီပေါ့။အဲ့တော့လူတိုင်းပြောနေကြတဲ့ scene ပေါ့။ဒါကိုတွေလည်း HBO ဘာလုပ်မလဲဆိုပြီးဖြစ်လာမယ် scene ဒီ scene ကြီးဖြစ်နေတာ။ I think Aemon အဲ့လိုကွာဘယ်လိုပြောရမလဲ तू ကသူ့အမေသူ့ကိုပြလိုက်တယ်ဆိုတဲ့ emotion ကို तू ကအဲ့လို misinterpret လုပ်လိုက်တာများလားပေါ့ like အဲ့လိုကွာသူ့အမေကသူ့ကိုတည်မလားထိုင်ပြီးစကားပြောတဲ့အချိန်မှာအဲ့လိုလက်ကလေးကိုပုတ်ပြီးတော့အဲ့လိုဘယ်လိုလဲမသိဘူးသူအဲ့လိုမျိုးကွာ Aemon သူအဲ့လိုမျိုးတစ်ခါမှစကားမပြောဘူးတဲ့ပုံစံအရင်တော့ဆိုရသူ့အမေနဲ့သူနဲ့ကအဲ့လိုအရင် close မဖြစ်ဘူးကွာဗာလဲ Aemon နည်းနည်းပြောရမယ်ဆိုအဲ့လို black sheep လေးလိုဖြစ်ပြီးတော့အဲ့လိုနည်းနည်းအပယ်ခံထားတဲ့ကောင်လေးပေါ့အခုမှအမေကနေပြီးတော့တားကြီးကလည်းမရှိတော့ဒီကောင်ကိုလာပြီးအဲ့လို attention နည်းနည်းပေးတဲ့အချိန်မှာသူကအဲ့ဒီ emotion ကိုသူကအဲ့လိုဘယ်လို interpret လုပ်ကောက်မလဲမသိဖြစ်သွားတာလဲတကြောင်ပေါ့နော်နောက်ပြီးတော့သူကဘယ်လိုပြောရမလဲမိအမေကိုအမေလို့မထင်မဲနဲ့လို့နည်းနည်းအဲ့လိုနဲ့ dominant လုပ်ပြခြင်းတဲ့ပုံစံမျိုးနဲ့လုပ်ပြလိုက်တာလားအဲ့လိုမျိုးလဲစဉ်းစားမိတယ်ဒါပေမဲ့ဒီကောင်ကနည်းနည်းစားတော့ရှိရပေါ့နော်ဘာလို့ဆိုတော့ဟို season ရှေ့မှာတော့ကသူဒီအဲ့လိုဟိုမှာတော့အိတ်တုန်းကလည်းသူသွားပြီးတော့အိတ်တဲ့ကောင်မလေးအဲ့လိုငငယ်ချောချောကောင်မလေးမဟုတ်ဘဲနဲ့အဲ့လိုတက်ကြီးမိန်းမပေါ့နော်အဲ့လိုမျိုးဆိုသူပုံစံအဲ့လိုနေမာမီ issue ရှိရဲ့ကောင်လေးပုံစံပေါက်တယ်အခု Alyson အနေနဲ့ပေါ့နော်ဒါသူ့သားလေးကိုဒီလိုမျိုးလုပ်တယ်ဆိုတာမှန်လားပေါ့နော်ကိုရီဆိုလို့ရှိရင်ရောဒါဘယ်လိုလုပ်မလဲပေါ့ဒါပေမဲ့စာအုပ်ထဲဝင်ပြီးတော့တကယ်ဒါကိုက Alyson ဆိုရှင်ဟာခဏနေပဲအဲ့လိုစစ်လာတိုက်လို့ရှိရင်သေသွားမှာလားဆိုတော့ scenario ကိုစဉ်းစားကြည့်မယ်ဆိုရင်တော့ maybe စဉ်းစားလို့ရတော့တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်Aemon လိုကောင်ဆိုရင်တော့ maybe ပြီးရင်ပြီးလောက်တယ်ကဲ Aegon အကြောင်းပြောကြအောင်ပြီးခဲ့တဲ့ season last season တော့ဗောနော် Larys ကဒီ Aegon ကိုBravos ကိုခေါ်ရမယ်ဆိုပြီးတော့ပြောတယ်အခုသူတို့အဲ့ကိုသွားနေကြတဲ့ပုံပေါက်တယ်ဒါပေမဲ့သူတို့သွားနေတဲ့လမ်းမှာပဲဖမ်းခံလိုက်ရတယ်သူတို့ dive လေးကြီးလိုက်တော့ဗောနော်ဒါက House Sturden က
စစ်သားတွေကဖမ်းလိုက်တာပေါ့နော်ဒီ House Tenant ဆိုတာကဒီ Crownlands ရဲ့ Noble House လေးတစ်ခုသူတို့ကဒီ Rooksrest ရဲ့ကလူတွေပိုင်တာပေါ့နော်အဲ့နေရာပဲနေရာလဲဆိုတော့ Aegon နဲ့ Meleys တို့ချကြတဲ့နေရာပေါ့ကိုကဒီ Castle နဲ့စစ်သားတွေကိုသူဝင်တိုက်ပြီးတိန်းထားတာပေါ့နော်အခုဒီစစ်သားတွေတွေ့လိုက်ရတော့နည်းနည်း surprising ဖြစ်တယ်ပေါ့နော်ဒါလည်းဒီတိုက်ပွဲမှာတော့မပါသွားတဲ့စစ်သားတွေလည်းဖြစ်မှာပေါ့Aegon နဲ့ Larys ကသူတို့ထွက်ပြေးလာတော့သူတို့ဝိုးအောင်မရောက်လိုက်သေးဘူးပေါ့နော်သူအဲ့မှာစကားပြောတော့အဲ့လိုမေးလိုက်တာဒီနားမှာအနီးဆုံး pot ကဘယ်နားလဲဆိုတော့ Duskendale ဆိုတာဒါ Kingsland နဲ့ Duskendale ကအဲ့လောက်ကြီးမဝေးသေးဘူးဆိုတော့Larys က plan ပါလဲပေါ့နော်သူကတကယ်ကြီးပဲAegon ကို betray လုပ်လိုက်တာလားပေါ့ဒါမှမဟုတ်လို့ရှင်လဲသူကသူများရဲ့အကွက်ကိုနောက်တစ်ခွက်ကြော်ပြီးတော့သူကစဉ်းစားပြီးတော့တမင်လုပ်လိုက်တာလားပေါ့အဲ့လိုမျိုးလဲထင်တယ်ဟိုးတင်တာတော့သူက Aegon ကိုသစ္စာဖောက်လို့တော့မဟုတ်ဘူးသူ့မှာနည်းနည်းဒီထက်ပိုပြီးကောင်းတဲ့အကြံတစ်ခုရှိတော့လိမ့်မယ်ထင်ဒါကကြအရင် simple ဖြစ်လုံးနေပေါ့အခုဒီမှာတော့ Daeron နဲ့သူနဲ့အတူတူပါလာတဲ့ High Tower တွေကိုတေချာလေးတွေ့ရတယ်အခု Daeron ကြောင်းပြောမယ်ဒီ episode မှာ Daeron ကိုသူ့ရဲ့ငကားကိုတေချာစပြီးတော့မြင်မှုอ่ะပေါ့နော်သူ့ကိုကြည့်ရတော့အဲ့လိုတိတ်လေးနဲ့အဲ့လိုညံကောင်းမဲ့ပုံလေးပေါက်တယ်သူကတော့လောလောဆယ်ဒီလူကြီးကို soft လုပ်နေရပေါ့နော်Ormond Hightower ဒီ House Hightower ရဲ့ Lord အသစ်သူကတော့တေဝါတဲ့ Lord Hobbit ရဲ့သားOtto ရဲ့တူဖြစ်ပြီးတော့ Alicent ကတော့ first cousin ပေါ့လက်ရှိမှာတော့သူက Westeros ရဲ့ powerful အဖြစ်ဆုံး Lord တွေကတယောက်လို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူတို့ကဒီလူအင်အားစုရဲ့အချိန်မှာလူအယောက်1000ခွဲကိုသူစုနိုင်တော့ဒါကဒီ reach ကလူအကုန်လုံးမဟုတ်သေးဘူးပေါ့နော်။သူတို့ရဲ့ House High Tower တစ်ခုလည်းပဲရှိသေးတယ်။အဲ့တော့ဒီရေအတွက်ကတော်တော်လေးကိုများတယ်ဆိုတော့သူတို့ powerful တော်တော်ဖြစ်တယ်လို့ပြောလို့ရတယ်။လက်ရှိ Lord of the Rich ကတော့ House Tyrell ပေါ့နော်သူတို့ကတော့အခုလက်ရှိအချိန်ထိကိုဘယ်သူမှမပါမယ်ဆိုပြီးတော့မပြောသေးဘူးDaeron ကတော့ဒီ Aegon နဲ့ Aemon ကိုကူညီဖို့တော့လာနေတယ်ဒါပေမဲ့သူတို့ကRiverland ကိုသွားမလား King's Landing ကိုသွားမလားဆိုတာကိုတော့မသိကြသေးဘူးနောက်ထပ်ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ scene တစ်ခုပေါ့နော်သူစာကိုဖတ်ပြီးရဲ့အချိန်မှာသူစီးလေးကိုသူတေချာလေးကြည့်နေရပေါ့နော်အဲ့ဒါသူဒီစာကိုအစ်စ်ဟုတ်လားမဟုတ်လားဆိုတော့ဒီ Aemon ရက်လာတဲ့ဆိုစာအစ်စ်လားဟုတ်လားမဟုတ်လားဆိုတော့သူအဲ့လိုနဲ့တန်တရားဝင်နေရလားပေါ့နော်အဲ့လိုတင်ရတော့ तू ကဒါ emotion မဟုတ်ဘူးဆိုတာကိုပဲသိနေရလားဒါမှမဟုတ် तू ကဒီ Alicent ရဲ့handwriting ကိုပဲ तू သိနေရလားပေါ့နော် maybe အရင်တော့ तू Aegon နဲ့ Cyber ဆက်သွယ်ရှိတော့ဆိုလို့ရှင်ဒါ Aegon လက်ရေးရပါလဲဆို तू သိတော့သိမယ်ပေါ့နော်အဲ့တော့ဒီ scene ကအဲ့လိုတသက်အဲ့လို reason တစ်ခုရှိလို့ထည့်ထားတယ်လို့တော့ထင်တယ်ပေါ့နော်ဒါဘာလဲဆိုတာတော့နောက်ထပ်စောင့်ကြည့်ရမှာပေါ့နောက်ထပ် character တစ်ခုလည်းတွေ့ရတယ်သူက Bold John House Rosten ကသူတို့ကဒီ rich က house တွေပေါ့နော်အခုလိုမျိုးဒီလို scene တွေမှာhouse အသက်လေးတွေ့ရလဲမစိုးဘူးပေါ့အခုတော့ဒီခိုးနဲ့ဂဝင်းနဲ့အကြောင်းတွေ့ရစကားပြောတဲ့အကြောင်းလေးပေါ့နော်စကြင်တော့ဂဝင်းကိုတွေ့တော့သူအဲ့လိုနည်းနည်းဘဝင်မြင့်မြင့်တထေးသားပုံ vibe လေးပေါ့နော်ဒါပေမဲ့ပြီးတော့ तू မြင်ခဲ့တယ်ဆိုတော့ဒီကောင်မလေးကိုဒီအနိုင်ကျင့်တဲ့ဥစ္စာကို तू မြင်လိုက်ရပြီးတော့ဒီဘက်ကောင်မလေးဘက်ကနေပြီးတော့ तू ရက်တီပြီးပြောတဲ့ပုံစံလေးက तू ကအဲ့လိုဒီ true night ပုံလေး true night လေးပေါ့နော်ဒါပေမဲ့तू Christian ကိုပြောတယ်ဟိုဘေးကတော့ तू ဒါကိုသူ့မှာpower ရှိပြီးလုံးပေးလို့ရပေမဲ့လည်းလုံးဝအဲ့လို don't care style လေးနဲ့ don't care လုံးဝအဲ့လို view မဆိုင်ဘဲနဲ့ရှော့လိုက်တယ်ပေါ့သူတို့က Endless ကိုတော့ဖြတ်လာပြီးပြီပြောမယ်ဆိုဒီနားလောက်လေးမှရှိရယ်အခုဆိုလို့ရှိရင်တော့ Harrenhal နဲ့တော့တော်တော်လေးနီးနေပြီအဲ့တော့နောက်ထပ် battle ထပ်ကြည့်ရမှာကတော့ Daemon နဲ့ Cole ရဲ့ battle ဖြစ်ဖို့များတယ်ကဲအခုတော့ဒီ Daemon အကြောင်းပြောရအောင်ဒီ episode မှာနောက်ထပ်တိုက်ပွဲတစ်ခုဖြစ်သွားသေးတယ်အဲ့ဒါက Daemon ရဲ့တိုက်ပွဲतू ကဒီ detail တော့အများကြီးမပြပေမဲ့အရေးကြီးတာတွေတော့အများကြီးဖြစ်သွားတယ်ဒီတိုက်ပွဲမှာ Lord Jason Lannister သေသွားတယ်သူကဒီ Redford ကိုဖျက်ပြီးတော့ Harrenhal ကိုတွားဖို့စူးစမ်းနေနေတည်သွားတာအဲ့ကြောင့်မလို့ဒီ battle ကို Battle at the Redford ဆိုပြီးတော့ပြောတယ်ဒါကဒီနားလေးမှာဖြစ်သွားတာLord Jason ကစတင်တော့လွတ်သွားတယ်ဒါပေမဲ့ဒီ Stark Army နဲ့တွေ့ပြီးတော့သူတေသွားတာပေါ့နော်အခုဒီ Noga Army တွေကလည်း Daemon လာပြီးတော့ join ပြီဆိုတော့ Daemon အခုတော်တော်လေးကိုတော့ powerful ဖြစ်လာပြီဒါက Aemon တို့အတွက်လည်းကြီးတဲ့ဆုံးရှုံးမှုတစ်ခုလို့ပြောလို့ရတယ်ဘာလို့ဆိုဒီ Jason ကလည်းသူတို့ရဲ့ဒီ big ally ပေါ့နော် Warden of the West ဆိုတော့သူတို့ရဲ့ army ကတော့ပြိုကွဲပြီးတော့တစားစီဖြစ်သွားတယ်ဒီ Oscar Tully ကတော့
ဒီ God Ice Egan ရဲ့နားမှာပေါ့နော်ပြန်ပြီးတော့စုကြမလားဆိုပြီးတော့ပြောတယ်။ဒါတော့စောင့်ကြည့်ရမှာပေါ့။ကဲအခု Dragon Seed 3ယောက်အကြောင်းပြောရအောင်အခုဒီ3ယောက်ကတော့ဒီ God Ice Egan နားလေးမှာရောက်နေကြတယ်ကဲဒီ episode မှာတော့ဒီ3ယောက်အကြောင်းလေးကိုနည်းနည်းပိုသိလာရပေါ့နော်သူတို့ရဲ့ပုံစံလေးတွေသူ personality လေးပေါ့နော်ဒီ Adam ဆိုလို့ရှိရင်တော့သူနည်းနည်း royal ဖြစ်တယ်လို့ထင်တယ်သူခိုင်းတဲ့အတိုင်းသူဒီမှာစောင့်နေဆိုရင်စောင့်နေရပေါ့နော်ပြီးတော့လို့ရှိရင် off ပေါ့ off ကကြတော့လည်း stupid ဖြစ်တယ်ပြီးတော့သူ selfish ဖြစ်တယ်သူလုပ်ချင်တာပဲလုပ်မယ်နဲ့တစွတ်ထိုးဆန်တယ်ဆိုတဲ့ပုံလေးတွေ့တယ်နောက်တစ်ယောက်က huge ပေါ့သူကတော့နည်းနည်းလေး middle ပေါ့နော်အရင်တစွတ်ထိုးလည်းမဟုတ်ဘူးဒါပေမဲ့အရင်ဟိုလိုမျိုးကြီးခိုင်းတာပဲလုပ်မယ်ဆိုတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးနည်းနည်းအဲ့လို middle လောက်ကြာရလို့ပြောလို့ရတယ်နောက်တစ်နေ့ထူးခြားလေးပြောမယ်နော်သူတို့ကအဲ့မှာဘာတွေ့လဲဆိုလို့ရှိရင် Green Man တွေ့တယ်နောက်ပြီးတော့ဒီ Demon ရဲ့အိမ်မက်ထဲမှာတွေ့နေရဆိုတော့အမဲရောင်ကုတ်လေးပေါ့နော်စိတ်လေးရယ်ပြီး Alice ကိုလည်းတွေ့ရယ် Alice ကတော့သူ့ကိုသူwish ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ဒီအဲ့နေရာကဒီ strong magic ဖြစ်တယ်ဆိုတော့နေရာလေးတခုလို့ပြောလို့ရတယ်ကဲအခု Reina အကြောင်းပြောအောင်ဒါရှေ့ season တုန်းကထင်ထားတဲ့အတိုင်းပဲပေါ့နော်သူကဒီ sheep stealer လေးကိုယာသွားတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဒီ Nettle ဆိုတဲ့ character လေးတခုမပါတော့ဘူးပေါ့နော်သူကဒီစောက်ထဲမှာတော့ Nettle ဆိုတဲ့ character ပါတယ်ဒီစောက်ဖက်တဲ့လူတော်များဒီ character လေးကိုသဘောကျကြရပေါ့နော်အဲ့တော့အခုကတော့ show ထဲမှာတော့ Nettle မပါတော့ဘူးပေါ့အဲ့ဒါကတော့နားတော့လဲပါတယ်ဘာလို့ဆိုတော့သူတို့အခုလည်းလက်ရှိ character တွေလည်းအများကြီးဖြစ်နေပြီဆိုတော့ပတ်စံထွေတာလည်းဖြစ်မှာပေါ့ဒါမဲ့ Reina ပေါ့နော်သူနဲ့အခုမှ bonsa ဖြစ်တဲ့ငကားကိုဒီစစ်ပွဲခေါ်သွားတာတော့သူတော်တော်လေး stupid ဖြစ်တဲ့ decision လုပ်သွားတာပေါ့နော်ပြောမယ်ဆိုလို့ရှင်တော့ကူညီတာကနည်းနည်းဒုက္ခပေးတာများဖြစ်သွားတာပေါ့ဒါပေမဲ့သူ့ပုံစံကြည့်ရလဲအဲ့လိုငကားကိုလည်းသူအလောက်ကြီး command ပေးနိုင်တဲ့ပုံစံတော့တိတ်တော့မပေါက်နေသေးဘူးပေါ့နော်သူကိုယ်တိုင်လည်းသူ့ရဲ့ပုံစံကဒီအခုငကားရဲ့ပိုင်းနဲ့ပါသူ့ personality ဟိုအစားသူအဲ့လိုအရင် capable ဖြစ်တဲ့ပုံတော့မပေါက်နေဘူးငကားတောင်သူ့ထက်နည်းနည်းလေးပိုပြီးတော့အဲ့လို smart ဖြစ်လို့သူ့ကိုပဲ outsmart လုပ်သွားတာမသိငကားကတော့အဲ့လိုအရင်ကြီးဆိုတဲ့ပုံမပေါက်ဘူးပေါ့နော်သူဟိုလဲ sheep လေးတွေခိုးလာပြီးတော့မီးမှုတ်ပြီးတော့ကောင်မလေးကိုစားဆိုပြီးတော့ပေးလိုက်တဲ့ဆိုတဲ့ပုံစံလေးအဲ့လိုကြောင်လေးဆိုလို့ရှိရင်သူတို့သခင်ကိုပြန်နေပြီးတော့အကောင်လေးဖမ်းလာပြီးတော့လက်ဆောင်ပေးရဆိုတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးလေးပေါက်တယ်ဆိုတော့ငကားကိုကြည့်ရလဲအရင်ကြီးဆိုတဲ့ပုံမပေါက်ဘူးနောက်ပြီးတော့သူ့ကိုကြည့်ရတာဒီညံလဲကောင်းတယ်ပေါ့နော်အိမ်ပြန်မယ်ဆိုပြီးပြောတဲ့အချိန်မှာ तू က Dragon Stone ကိုပြန်သွားတယ်သူအကောင်လေးကြည့်တယ်နော်အသက်ကြီးရဲ့ပုံလည်းပေါက်တယ်ဒီကောင်ကဒီ King Jaehaerys လက်ထက်တုန်းကဒီ Dragon Stone မှာပေါက်တဲ့အကောင်Reina ကသူသားနောက်ပိုင်းဒီ Dragon ကိုကောင်း control လုပ်လာနိုင်မယ်ဆိုလို့ရှိရင်နောက် Rhaenyra တက်တော့အကူညီကောင်းဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပေါ့ဒါဆိုရင်ဘာကြံသေးလဲတော်တော်များများတော့ cover ဖြစ်ပြီထင်တယ်Collis နဲ့ Adam အကြောင်းပြောရအောင်မယ်ဒီ episode မှာ Collis က Adam ကိုတောင်းပန်တယ်သူ့အမှားတွေကိုသူဝန်ခံလိုက်တယ်ဆိုတော့သူတို့နှစ်ယောက်ကနည်းနည်းလေးဆက်ဆံရေးလေးနည်းနည်းလေးမဆိုးလို့ထင်လိုက်ရရောနော်ဘာလို့လဲဆိုလို့ရှိရင်ဒီ episode အပြီးလောက်မှာAdam သူ့အဖေကို father ဆိုပြီးတော့အော်ခေါ်လိုက်တယ်ဆိုတဲ့ scene လေးတွေ့ရပေါ့Adam ကဒီ Admiral Loha ကိုလည်းတတ်လိုက်နိုင်တယ်ဆိုတော့သူကအခု war hero ဖြစ်သွားပြီCollis ကတော့ရေထဲကိုပြုတ်ကျသွားတယ်အခုသူဘာဖြစ်နေမလဲမသိဘူးနောက်ပြီးတော့ဒီ Lord Tyrion Lannister လည်းရေထဲကိုပြုတ်ကျသွားတယ်Lord Jason ကတေသွားပြီဆိုတော့ Tyrion သားအသက်ရှင်နေသေးမယ်ဆိုလို့ရှိရင်နော်သူကဒီ House Lannister ရဲ့ Lord အသစ်ဖြစ်မှာပေါ့ဒါကတော့စောင့်ကြည့်ရမှာပေါ့ကဲ episode 1ကတော့ဒီလောက်ပါပဲပိုးရဲ့ဗီဒီယိုလေးကိုနောက်ပြီးရလူအားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ကူညီပေးခြင်းနဲ့ဆိုလို့ရှိရင်เนาะ Facebook မှာ like and share နဲ့ YouTube မှာ like and comment လုပ်ပြီးတော့အားပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ် bye